dating ဝင်နေမိမရှာတယောက်ကို dating ဝင်ပြီးတော့ဆောက်ဆံမရှိရဲ့အကောင့်လေးအကြောင်းပြောချင်တာတိလားခိုင်ကြလို့ရှိရင်လေတချို့အချော်တွေဘလို့မြင်ကြုံမှုလဲမသိကျမကတော့လေခဏခဏကြုံရတယ်အဲ့ဒီဖြစ်စဉ်ကကိုယ်ကြိုက်တယ်စကားရလာပြောတယ်အော်ကိုကလည်းအဆင်ပြေလို့အပြင်းပြေတနင်္ဂနွေပြောရင်းနဲ့ဒီလိုမျိုးပဲပေါ့သူတို့လောပုံနေပြရဲအော်လောလဲအဆင်ပြေတယ်လူလဲအဆင်ပြေရဲနောက်ဆုံးညှိနှိုင်းပြီးကဲဒိတ်ကြမင်းဆိုလို့ရှိရင်ပတ်စံမရှိဘူးအမဆိုင်ပေးဆိုတဲ့တရောင်းစားမျိုးလေစဉ်းစားလို့မရဘူးတိလားလှုပ်ချင်တာသူတို့အရင်ဇလန်းစားတာလဲသူတို့အသေးတန်လိုက်တာလဲသူတို့ကိုရီးယားခံရအောင်မယ်အန်လဲဘာလဲခံလဲခံရမယ်အနစ်နာလဲခံရမယ်တိုးလောက်တာလဲခံရမယ်ဆောက်ဆံလဲစိုက်ရမယ်ဆိုတဲ့ပုံစံမျိုးကြီးတိလားလုံးဝအဆင်မပြေဘူးရှင်ကျမအဲ့ခါကြာရင်လေချိန်မိုးပြီးတော့ပတ်စံရှာလိုက်အောင်နော်ဟိုတယ်ဘူးရမလာဒိတ်ဆိုပြီးတော့ပဲပလစ်လိုက်တာများရပေါ့နော်ဘာတဘောလဲရင်6တင်ရဲ့ပတ်စံအဲ့လောက်တွင်းနေရနှိုက်ထားလို့မျိုးမလွယ်နေဘူးနော်မိုးမလင်းခင်ထားတယ်ပဲပြုတ်တယ်မနိုးခင်နိုးရတယ်ည2 နာရီဆိုလဲ2 နာရီနော်စောရီထားပြီးလုတ်တယ်လောက်ရတာတွင်းနေရနေပြီးတော့မှနှိုက်ထားမဟုတ်ဘူးပြီးသွားလို့ရှိရင်အလုတ်ကဒီဘောင်ချင်းလေးမှလောက်ရဖြစ်တဲ့အတွက်မလုတ်ချင်လဲလောက်ရလုတ်ချင်လဲလောက်ရကိုယ့်ရဲ့ဝင်းတာအတွက်ပတ်စံများများရတယ်ဆိုတော့ပဲလူတွေကမြင်ကြအနောက်ကမှဘလို့တွေလုံးပန်းရလဲဆိုတာမမြင်ဘူးအဲ့လိုမျိုးအကောင်းကြီးရှိတာကိုပြောချင်တာတိလားကိုတိုင်းလိုချင်လိုဖို့ပတ်စံရှာတာတိလားပြီးတချို့အဲ့လိုမျိုးအကောင့်လေးရှိလဲအခုခေတ်မှာကျမလေးမဒိတ်ရဲဘာဖြစ်လဲတိလားဖုန်းတွေခိုးရတာတို့ဘာတို့အဲ့လိုမျိုးဖြစ်မှာဆိုလို့မှန်တော့စကားပြောပြဘယ်ကောင်မှဟိုတယ်တက်ပြီးတော့မခံအရင်စိတ်ချတဲ့လူလောက်ဆိုရင်တော့တွားပြီးတော့နေလိုက်တယ်ဟဲ့အန်းကုန်းတော့မလုပ်ဘူးမှန်တော့အမှန်တိုင်းပြောပြနော်တချို့အကောင်ကြီးတိတ်ပြီးတော့လေချက်ကူလီဆန်ဆန်နေပိုင်းလုံးဆန်ဆန်နေလာမလုံနဲ့တိလားနေတို့ထငါထမင်းရင်ကြိုးစားခဲ့တဲ့ကောင်မတိလားနော်အသက်အရွယ်တစ်ခုမှလေအုံလောက်နဲ့နှလုံးသားနဲ့ငါတို့ခွဲခြားဆက်ဆံနေခွဲခြားတက်နေပြီဒီအရွယ်ရလေတိလားလင်နာယူဆုံးပြီးအရွယ်လည်းမဟုတ်ဘူးအဓိကနဲ့တာမြရောလည်းခွဲခြားတတ်တယ်ဘာလို့ရင်ဘာဖြစ်မဲဆိုတော့ခွဲခြားတတ်တယ်ပြီးရင်လေအန်လည်းမအန်အခုငါထားနေရီစားရောအရင်တွဲပွဲအကောင်လေးဆိုငါအန်ခဲရတဲ့အကောင်ဆိုတရားမှမရှိဘူးသူတို့အန်တော့ငါယူတယ်ဘာဖြစ်လဲဆိုငါလှရလေတိလားပြောချင်တာကြာကူလီလာမဆန်နဲ့ယောက်ျားစိတ်သက်ထားနော်